ယူကရိန်းနိုင်ငံထုတ် Inspector drone ခေါ် drone ချင်းလေထဲမှာလိုက်လံတိုက်ဖြတ်နိုင်တဲ့ drone တွေကိုအမေရိကန်ကဝယ်ယူလိုကြောင်းယူကရိန်းသမ္မတဇလန်စကီကပြောပါတယ်။အမေရိကန်ပါဝင်မိဖက်နိုင်ငံတွေဖြစ်တဲ့ UAE, ကာတာ, ဘာရိန်း, ဂျော်ဒန်တို့ကအီရန်ရဲ့ Shahed drone တွေကိုကာကွယ်နိုင်ဖို့အတွက်ကျွန်တော်တို့ရှိကိုအကူအညီလာတောင်းနေပါတယ်။အဲဒီ drone တွေရဲ့ရန်ကိုကာကွယ်နိုင်တဲ့ကျွန်တော်တို့ရဲ့အကျွမ်းကျင်မှုတွေကိုလိုချင်နေပါတယ်။အကူအညီပေးနိုင်ဖို့အတွက်ဥရောပတိုက်ကမိဖက်နိုင်ငံတွေနဲ့ညှိနှိုင်းဆောင်ရွက်နေပါတယ်ကျွန်တော်တို့ကလည်းကူညီပေးနိုင်ပါတယ်ဒါပေမဲ့အကန့်အသတ်တစ်ခုတော့ရှိပါတယ်အဲ့ဒါကတော့သူတို့ကိုကူညီလိုက်တဲ့အတွက်ကျွန်တော်တို့ရဲ့ကာကွယ်ရေးစနစ်ကိုထိခိုက်မှုမရှိစေပဲဖြစ်တယ်လို့သမ္မတဇလန်စကီကပြောပါတယ်ယူကရိန်းနဲ့စစ်ပွဲမှာရုရှားတို့အသုံးပြုခဲ့တဲ့အီရန်ရဲ့ Shahed drone တွေကိုယူကရိန်းကိုယ်တိုင်တီထွင်ထားတဲ့အဲ့ဒီ Interceptor drone တွေကအောင်မြင်စွာကြားဖြတ်ပစ်ခတ်နိုင်တာကြောင့်အမေရိကန်နဲ့ရှေ့လယ်ပိုင်းနိုင်ငံတွေကအရေးတကြီးလိုအပ်နေတာဖြစ်ပါတယ်။အမေရိကန်၊အစ္စရေးတို့နဲ့လက်ရှိဖြစ်နေတဲ့စစ်ပွဲမှာအီရန်ကသူတို့ရဲ့ Shahed drone တွေကိုအများစုအသုံးပြုပြီးတိုင်ပင်တိုက်ခိုက်နေတာပါ။အမေရိကန်တို့အများဆုံးလိုအပ်နေတဲ့လက်နက်လည်းဖြစ်ပါတယ်။အဓိကကတော့ဒေါ်လာ3000လောက်တန်တဲ့ Patriot ကြားဖြတ်ဒုံးကျည်တွေနဲ့ပစ်ချမယ်ဆိုရင်ဒေါ်လာ3.8သန်းလောက်ကနေ73သန်းခွဲလောက်ထိကုန်ကျနိုင်တာဖြစ်ပြီးအမေရိကန်အတွက်သိပ်ပြီးတွက်ချေမကိုက်လာဘူးဖြစ်နေပါတယ်။ယူကရိန်းရဲ့ Interceptor drone တွေကတော့တစ်ခုကိုဒေါ်လာ1000ကနေ9000လောက်ပဲကုန်ကျတယ်လို့ဆိုပါတယ်။အခက်အခဲရှိနိုင်တာကတော့အီရန်စစ်ပွဲအတွက်လိုအပ်တဲ့ drone တွေကိုယူကရိန်းဘက်ကဘယ်လောက်မြန်မြန်ထုတ်ပေးနိုင်မလဲဆိုတာပဲဖြစ်ပါတယ်။ Burma Voice Media ပါ